မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်မက on time နဲ့ in time ရဲ့မတူညီတဲ့အဓိပ္ပာယ်လေးတွေနဲ့သူတို့ကိုစကားပြောတဲ့စာကြောင်းထဲမှာဘယ်လိုထည့်ပြီးသုံးရမလဲဆိုတဲ့အကြောင်းလေးကိုရှင်းပြပေးပါမယ်အဲ့တော့တစ်ခုခုကိုအချိန်မှန်လုပ်တယ်ဆိုရင် on time ကိုသုံးတယ်တစ်ခုခုအချိန်မီလုပ်တယ်ဆိုရင် in time ကိုသုံးပါတယ်အဲ့တော့ on time ရော in time ရောနှစ်ခုစလုံးဟာဆိုရင် verb တွေဖြစ်ပြီးတော့မှကျွန်တော်တို့ပြောတဲ့စာကြောင်းတွေကအဓိက main verb ကိုအထူးပြုဖို့အတွက် main verb ရဲ့အနောက်မှာထားပြီးတော့မှသုံးလေးရှိပါတယ်အဲ့တော့ဥပမာအနေနဲ့ဆိုရင်မင်းအလုပ်ကိုအချိန်မှန်သွားရမယ်နော်လို့ပြောမယ်ဆိုရင်ဒါအချိန်မှန်ဆိုရဲ on time ကိုသုံးမယ်ဆိုတော့ you have to go to the work on time နော် you have to go to the work on time နော်မင်းအလုပ်ကိုအချိန်မီရောက်ဖို့လိုတယ်လို့ပြောမယ်ဒါဆိုရင်အချိန်မီ in time ကိုသုံးမယ် you need to get to the work in time you need to get to the work in time ဖြစ်ပါတယ်နော် okay အဲ့တော့နောက်တစ်ခုပေါ့နော်ဒီ on time ကို verb အနေနဲ့မသုံးဘဲနဲ့ adjective အနေနဲ့လည်းသုံးလို့ရတယ်အဲ့တော့ adjective အနေနဲ့သုံးတဲ့အခါမှာ on နဲ့ time နဲ့ကြားမှာ hyphen လေးထည့်ရမှာဖြစ်ပြီးတော့ noun ကိုအထူးပြုတဲ့เนาะ adjective အနေနဲ့ကျမတို့ကသုံးလို့ရတယ်ဒါပေမဲ့ adjective အနေနဲ့တော့လည်းနည်းအသုံးရှားတယ်တိတ်ပြီးတော့မှသုံးလို့မရှိဘူးပေါ့နော် command မဖြစ်ဘူးတကယ်လို့သုံးချင်တယ်ဆိုရင်လည်းဒါအချိန်မှန်တော့ဆိုပြီးတော့မှเนาะ adjective အနေနဲ့သုံးလို့ရတယ်ဥပမာ on time training အချိန်မှန်လေ့ကျင့်မှုပေါ့နော် on time delivery နော် on time transportation စသဖြင့်ဒီ on time ကို adjective အနေနဲ့လည်းသုံးလို့ရပါတယ်အဲ့တော့အသုံးများတာတော့ verb အနေနဲ့အချိန်မှန်လုပ်တယ်အချိန်မှန်ရောက်တယ်စသဖြင့် on time ကို verb အနေနဲ့သုံးများတယ်ပြီးရင် in time ကိုလည်း verb အနေနဲ့အချိန်မီဆိုတဲ့အဓိပ္ပာယ်မျိုးသုံးလေးရှိကြပါတယ် okay ဒါဆိုရင်တော့ဒီ video file ကနေဒီ on time နဲ့ in time ရဲ့เนาะမတူညီတဲ့အဓိပ္ပာယ်လေးကိုကွဲကွဲပြားပြားလေးသိသွားမယ်လို့ထင်ပါတယ်ပြီးတော့သူတို့ကိုစကားပြောတဲ့စာကြောင်းထဲမှာဘယ်လိုလေးသုံးရမလဲဆိုတာလေးလည်းနားလည်သွားမယ်လို့ထင်ပါတယ်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့ဒီအင်္ဂလိပ်စာကိုအခြေခံကနေကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်တယ်ဆိုရင်ကျမရဲ့ Brilliant Future အင်္ဂလိပ်စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်